ရုတ်တရက်ကျောက်ကက်ပျက်စီးစေနိုင်တဲ့အချက်9ချက်အကောင်းကြီးကနေကျောက်ကက်ဖြစ်ပြီးတော့ရုတ်တရက်အသက်ပေးလိုက်ရတယ်အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ကျောက်ကက်ပျက်စီးလို့ဆေးကုနေရတယ်ဒါတွေဟာရုတ်တရက်ကျောက်ကက်ပျက်စီးခြင်း acute kidney injury ကြောင့်ကျောက်ကက်ရဲ့လှုပ်ဆောင်ချက်ကျဆင်းသွားရာကနေကြုံနေရတဲ့အခြေအနေတွေဖြစ်ပါတယ်ဒီလိုမျိုးရုတ်တရက်ကျောက်ကက်ပျက်စီးခြင်းကိုဖြစ်စေနိုင်တဲ့အကြောင်းရင်းများစွာရှိတဲ့ထဲကအရေးကြီးတဲ့အချက်9ချက်ကိုဒီနေ့မှာကျွန်တော်ကပြောပြပေးမှာဖြစ်လို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးပါဦးခင်ဗျာရုတ်တရက်ကျောက်ကက်ပျက်စီးစေနိုင်တဲ့အချက်9ချက်ကတော့1ကျောက်ကက်ထံသွေးရောက်နေခြင်းကျောက်ကက်ရဲ့လုပ်ငန်းဆောင်တာတွေကိုအပြည့်အဝလှုပ်ဆောင်နိုင်ဖို့ဆိုရင်ကျောက်ကက်စီကိုလုံလောက်တဲ့သွေးစီးဆင်းမှုရှိနေဖို့ကအရေးကြီးပါတယ်ဥပမာအားဖြင့်ခန္ဓာကိုယ်မှာအကြောင်းမျိုးမျိုးကြောင့်သွေးဆုံးကျုံမှုများခြင်းသွေးပုံခြင်းကျခြင်းစတဲ့အခြေအနေတွေဟာကျောက်ကက်ထံသွေးရောက်နေခြင်းရဲ့အကြောင်းရင်းတွေဖြစ်ပါတယ်ဒီလိုအခြေအနေတစ်ခုခုကိုရုတ်တရက်ကြုံတွေ့ရချိန်မှာလည်းရုတ်တရက်ကျောက်ကက်ပျက်စီးရပြီးဖြစ်စေနိုင်ပါတယ်နှစ်ဆေးဝါးများကြောင့်ကျောက်ကက်ထိခိုက်ခြင်းဆေးဝါးအများစုကကျောက်ကက်ကနေဆွထုတ်ကြတာဖြစ်တယ်လို့တချို့သောဆေးဝါးတွေကိုအလွန်အကျွံသုံးစွဲမိခြင်းနဲ့တခါတရံဆေးဝါးအစိမ့်သင့်ခြင်းတွေကလည်းဆေးဝါးတွေကြောင့်ကျောက်ကက်ရုတ်တရက်ထိခိုက်ပျက်စီးစေနိုင်တဲ့အချက်တစ်ခုဖြစ်ပါတယ်ဥပမာအားဖြင့်ပိုးသက်ဆေးများမှုသက်ဆေးများအကိုက်ခဲပြောက်ဆေးများဓာတ်ရောင်ခြည်ကုသရာမှာအသုံးပြုတဲ့ဆေးဝါးများဟာကျောက်ကက်ကိုအစိမ့်သင့်စေနိုင်ပါတယ်အထူးသဖြင့်နဂိုကျောက်ကက်ယောဂအခန့်ရှိသူတွေအနေနဲ့ဆေးဝါးတွေကိုဆရာဝန်ညွှန်ကြားချက်နဲ့သာတောက်သုံးတာကအကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်3ကျောက်ကက်တွင်သွေးခဲပိတ်ဆို့ခြင်းကျောက်ကက်မှာသွေးခဲတချို့ပိတ်ဆို့ခြင်းကကျောက်ကက်စီတို့သွေးစီးဆင်းမှုကိုလျော့နည်းစေပြီးတော့ကျောက်ကက်ရဲ့လှုပ်ဆောင်နိုင်စွမ်းတွေကိုကျဆင်းလာကရုတ်တရက်ကျောက်ကက်ပျက်စီးခြင်းကိုဖြစ်စေနိုင်ပါတယ်ဒီအချိန်မှာစီးသွားနေတာသွေးထဲမှာရှိတဲ့ကျောက်ကက်ဓာတ်ခရီဒနင်းပမာဏမြင့်တက်လာတာတွေဖြစ်တာနိုင်ပါတယ်ဒါဟာရှားပါပေမဲ့အရေးကြီးတဲ့အနေရဖြစ်တယ်လို့အထူးသဖြင့်နှလုံးနဲ့သွေးကြောဆိုင်ရာပြဿနာရှိသူတွေမှာအထူးသတိထားဖို့လိုအပ်ပါတယ်၄စီလန်းကြောင်းပိတ်ဆို့ခြင်းရုတ်တရက်ကျောက်ကက်ပျက်စီးခြင်းအဖြစ်များတဲ့အကြောင်းရင်းတွေကတစ်ခုကတော့စီလန်းကြောင်းပိတ်ဆို့ခြင်းဖြစ်ပါတယ်အထူးသဖြင့်စီးကြောက်တဲ့ခြင်းစီလန်းကြောင်းကျင်ခြင်းစီးအိမ်ကင်ဆာစတဲ့ပိတ်ဆို့မှုတွေကြောင့်စီလန်းကြောင်းကိုပိတ်ဆို့နိုင်ပြီးတော့ဒါတွေဟာလည်းကျောက်ကက်ရုတ်တရက်ပျက်စီးခြင်းရဲ့အကြောင်းရင်းတွေကတစ်ခုဖြစ်ပါတယ်၅ကျောက်ကက်ရောင်ခြင်းတခါတရံမှာကျောက်ကက်ရုတ်တရက်ပျက်စီးခြင်းရဲ့အကြောင်းရင်းတွေထဲမှာကျောက်ကက်ရောင်ခြင်းလည်းပါဝင်နေပါတယ်အထူးသဖြင့်ကိုယ်ခံအားစနစ်ကကျောက်ကက်ကိုတိုက်ခိုက်ရာကနေဖြစ်ပေါ်လာတဲ့ကျောက်ကက်ရောင်ရမ်းခြင်းပိုးဝင်ခြင်းနဲ့ဆေးဝါးများကြောင့်ကျောက်ကက်ရောင်ရမ်းခြင်းကနေနောက်ဆက်တွဲအနေနဲ့ကျောက်ကက်ပျက်စီးခြင်းဖြစ်စေနိုင်ပါတယ်6ကြွက်သားပျက်စီးခြင်းပြင်းထန်တဲ့ထိခိုက်ဒဏ်ရာတွေနဲ့ကြွက်သားမှာရှိတဲ့တစ်ရှူးတွေပျက်စီးတဲ့အခါမှာထွက်ရှိလာတဲ့မိုင်ယိုဂလိုဘင်လို့ခေါ်တဲ့ပရိုတင်းဓာတ်ဟာကျောက်ကက်ရဲ့ပြိုနေထဲမှာပိတ်နိုင်ပြီးတော့ပျက်စီးစေတာကြောင့်နောက်ဆက်တွဲအနေနဲ့ကျောက်ကက်ကိုထိခိုက်စေနိုင်ပါတယ်ဒါကြောင့်ကြွက်သားပျက်စီးမှုအခြေအနေပေါ်မူတည်ပြီးတော့ပြင်းထန်တဲ့အခြေအနေတွေမှာကျောက်ကက်ရုတ်တရက်ပျက်စီးခြင်းကိုခံစားရစေနိုင်ပါတယ်ခွန်ပိုးဝင်ခြင်းဗိုင်းရပ်ပိုးဝင်ခြင်းကလည်းရုတ်တရက်ကျောက်ကက်ပျက်စီးစေနိုင်တဲ့အကြောင်းရင်းတွေကတစ်ခုဖြစ်ပါတယ်ဥပမာငှက်ဖျားသွေးလွန်တုပ်ကွေးအပါအဝင်အချို့သောဗိုင်းရပ်ပိုးဝင်ခြင်းအခြေအနေတွေဆိုးတဲ့အခါမှာကျောက်ကက်ကိုရုတ်တရက်ပျက်စီးစေနိုင်ပါတယ်ဒီအချိန်မှာခံစားရနိုင်တဲ့လက္ခဏာတွေကတော့စီးသွားတာနေတာခြေထောက်တွေရောင်ရမ်းတာမောပန်းတာအသက်ရှူမဝတာသွေးပုံခြင်းတက်တာတွေဖြစ်နိုင်တယ်လို့အရှိန်နေရအရှိန်မီကုသဖို့အရေးကြီးပါတယ်ရုတ်တရက်ကျောက်ကက်ပျက်စီးခြင်းဟာအချိန်မီကုသမယ်ဆိုလို့ရှိရင်ပြန်လည်ကောင်းမွန်နိုင်တယ်ဆိုပေမဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုကာကွယ်ဖို့အရေးကြီးတာကြောင့်ဆရာဝန်နဲ့တေချာဆွေးနွေးပြသဖို့အရေးကြီးကြောင်းကျွန်တော်ကမျှဝေလိုက်ရပါတယ်ဒါကတော့ရုတ်တရက်ကျောက်ကက်ပျက်စီးစေနိုင်တဲ့အချက်9ချက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောကြားပေးသွားတာပဲဖြစ်ပါတယ်ဒီကြောင်းအရင်နဲ့ပတ်သက်ပြီးသိချင်တာဒါမှမဟုတ်မေးချင်တဲ့အချက်တွေရှိသေးတယ်ဆိုလို့ရှိရင်လည်းကွန်မန့်မှာမေးခဲ့လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ